မင်္ဂလာပါဒီနေ့တော့ဝတ်သားနဲ့ပုံရည်ဟင်းလေးချက်ဖြစ်ပါတယ်ကျက်သွန်ဖြူကျက်သွန်လေးဂျင်းဝတ်သားနဲ့တစ်ခါတည်းပေါင်းပြီးတော့စီတတ်ပါမယ်ဝတ်သားဟင်းဖြစ်တဲ့အတွက်စီအများကြီးမလိုပါဘူးစီလေးနည်းချင်းထည့်ပါမယ်စားရတာမဟုတ်လေးလည်းထည့်ပါအောင်မယ်ပြီးရင်တော့ဝတ်သားလေးအပေါ်ရန်တင်းတဲ့အထိစီတတ်ပါမယ်ဝင်းမုတ်ထဲဖို့လည်းမမေ့ပါနဲ့အောင်စီတတ်လို့ဝတ်သားအယောင်လေးတွေပြောင်းပြီးကျွတ်တော်လေးတွေဆိုတော့ပုံရိပ်လေးထည့်ပါမယ်ပုံရိပ်ကိုကျွန်တော်ကအရင်မပြောဘဲထုတ်လိုက်ခဲ့စီတတ်ပါမယ်ပုံရိပ်နဲ့မဆိုရင်တော့ဒီလိုဒီလေးထည့်ပါမယ်ဒီကိုအသားမျိုးနဲ့ထည့်တော့ဒီနဲ့ချက်ပါမယ် Crispy crunchy tastes so good like a happy childhood sweet and creamy sip it slow feel the magic watch it glow some ဒီလေးခန်းလေးအသားလေးနဲ့မျိုးပြီးဆိုရင်တော့ဝတ်ပုံးရင်ဟင်းတစ်ခွက်ရပါပြီအဆုံးထိကြည့်ပြီးတဲ့အတွက်ကျေးဇူးတင်